မြတ်တမှုရှိအောင်သူကိုယ်တိုင်လဲဝင်မတိုက်ပဲစတုံးပုံးကိုပဲတိုက်ခိုက်ခိုင်းမှာဖြစ်ကြောင်းကြေညာလိုက်ပါတယ်စတုံးပုံးကရဲမောပြီးဘသူကသူ့ကိုစင်ခေါ်မလဲလို့မေးတဲ့အခါအီရန်ကရှေ့ထွက်လာပြီးလက်ခံလိုက်ပါတယ်စင်ခေါ်ပွဲစတင်တဲ့အခါအီရန်ကစတုံးပုံးစီကိုအယိုးသားနဲ့ပစ်လိုက်ပါတယ်စတုံးပုံးကအစပိုင်းမှာရဲမောနေပေမဲ့သူ့အနောက်တိတ်တဲ့မှာချမ်းရက်နေတာကိုသတိပြုမိသွားပါတယ်အကယ်လေးသူသာရှောင်လိုက်ရင်ချမ်းကိုထိမှန်သွားမှာဖြစ်လို့သူကသူ့ရဲ့ပုစိန်နဲ့ပထမတစ်ချက်ကိုကာကွယ်လိုက်ပါတယ်ဒါပေမဲ့ဒုတိယမြောက်သားကသူ့ရဲ့ဦးထုတ်ကိုကုတ်ချစ်သွားပါတယ်ဒါကိုမြင်တော့စတုံးပုံးဒေါသထွက်သွားပြီးအီရန်စီကိုအားကုန်ပြေးဝင်သွားပါတယ်အီရန်အရေးနှိမ့်တော့မဲ့အချိန်မှာအုံတော်မျိုးနွယ်စုကမိန်းကလေးတစ်ယောက်ကလူအုပ်ထဲကထွက်လာပြီးစတုံးပုံးရဲ့ဦးထုတ်ကိုနောက်ထပ်ဓာတ်တစ်စင်းနဲ့ထပ်ပစ်ပါတယ်အဲ့ဒီအချိန်မှာပဲအီရန်ကစတုံးပုံးကိုလဲကျအောင်လှုပ်လိုက်ပါတယ်စတုံးပုံးကဒါဟာချောင်းမြောင်းတိုက်ခိုက်တာဖြစ်လို့မတရားဘူးလို့အော်ဟစ်လိုက်ပါတယ်သူလဲကျသွားတာနဲ့တပြိုင်နက်အီရန်ကဓာတ်တစ်စင်းကိုကောက်ကင်ပြီးချမ်းစီကိုပြေးဝင်တိုက်ခိုက်ပါတော့တယ်ချမ်းကတော့လုံးဝမလှုပ်ရှားပါဘူးဘာကြောင့်လဲဆိုတော့သူကဟွန်ရှုကိုကာကွယ်ဖို့အတွက်ကြိုတင်နေရာချထားပြီးသားမို့လို့ပါနန်းတော်မိုးပေါ်မှာပုံးနေတဲ့ဟွန်ရှုကချမ်းကိုကာကွယ်ဖို့အတွက်အီရန်စီကိုလန်နဲ့ပစ်လိုက်ရာအီရန်လဲကျသွားပါတော့တယ်ဒါကိုမြင်တော့အုံတော်မျိုးနွယ်စုကမိန်းကလေးတွေကချမ်းကိုမတရားလုပ်တဲ့ထောင်ချောက်ဆင်ပြီးခေါ်လာတာဆိုပြီးဝိုင်းအော်ကြပါတယ်စတုံးပုံးနဲ့အီရန်တို့နှစ်ယောက်လုံးဟာအခြေအနေတွေတင်းမာသွားတာကြောင့်စိုးရိမ်ထိတ်လန့်သွားကြပါတော့တယ်အခြေအနေကထိတ်တိုက်ရင်ဆိုင်မှုဘက်ကိုဥတီသွားတာကြောင့်အုံတော်မျိုးနွယ်စုဝင်မိန်းကလေးတွေကလီဆာစီကနေအမိန်တောင်းပြီးဒီနေရာမှာရှိတဲ့သူအားလုံးကိုတပ်ပစ်မယ်လို့ကြုံဝါးနေကြပါတယ်ချမ်းလဲစိုးရိမ်သွားပါတယ်ဘာကြောင့်လဲဆိုတော့လောက်ကျန်တက်ဖြတ်မှုဆိုတာသူ့အစီအစဉ်ထဲမှာမပါသလိုဒါဟာအုံတော်မျိုးနွယ်စုကတမင်တိုက်ပွဲဖြစ်အောင်ဖန်တီးတာလားဒါမှမဟုတ်လီဆာကိုယ်တိုင်ကပဲအမိန်ပေးတာလားဆိုတာသူစဉ်းစားမရဖြစ်နေလို့ပါဒါပေမဲ့သူအန်တသွားတာကလီဆာဟာဒေါသတကြီးနဲ့သူမရဲ့လူတွေကိုရက်တန့်ဖို့အမိန်ပေးလိုက်ပါတယ်သူမကသူတို့ကိုကူညီပေးခဲ့တဲ့သူတွေအပေါ်ဒီလိုယုံညံ့တဲ့အပြုအမူမျိုးဘယ်တော့မှအဖြစ်ခံမှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်လီဆာကဒီလောက်ကြံမှုမှာဘယ်သူတွေပါဝင်လဲဆိုတာကိုသူမစုံစမ်းမှာမဟုတ်ပေမဲ့ဒီစိန်ခေါ်ပွဲမှာတော့သူတို့ဘက်ကရှုံးနိမ့်သွားပြီဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်လီဆာကအီရန်ဟာသူမရဲ့တစ္ဆာအရှိဆုံးစစ်တီတော်ဖြစ်ပြီးအခုလိုလုပ်ရတာဟာသူမရဲ့မာနကြောင့်မဟုတ်ပဲအကြောင်းပြချက်ရှိလို့ဖြစ်ရမယ်လို့ဆိုပါတယ်ချမ်းမှာထူးခြားတဲ့အစွမ်းစတွေရှိနေမှန်းသိတာကြောင့်အီရန်ရဲ့အသက်ကိုချမ်းသာပေးဖို့လီဆာကတိုးရှိုးတောင်းပန်ပါတယ်ချမ်းကအတွင်းစိတ်မှာတပ်ပြင်းချလိုက်ပါတယ်ဒါဟာအဆိုးဆုံးရလက်မဟုတ်တဲ့အပြင်အခြေအနေကသူ့လက်ထဲပြန်ရောက်လာလို့ပါသူကအီရန်ကိုဆေးစီအနှဲငယ်နဲ့ကုသပေးလိုက်ပါတယ်ဒါပေမဲ့ကုသတဲ့နေရာမှာလည်းနိုင်ငံရေးအရာအကွက်ကြကုသပါတယ်အီရန်အသက်ရှင်ရုံလောက်ပဲဆေးထည့်ပေးပြီးကြံတဲ့ဆေးကိုတော့သူ့တန်ရာတွေအတွက်တင်ထားလိုက်ပါတယ်အီရန်ပြန်ကောင်းလာတာကိုမြင်တော့အုံတော်မျိုးနွယ်စုကမိန်းကလေးတွေဟာချမ်းကိုနတ်ဖျားတပါးလိုကြည်ညိုသွားကြပါတယ်ချမ်းကလီဆာကိုပွေ့ဖက်ပြီးအခုမင်းရဲ့လူတွေငါမျိုးနွယ်စုတဲ့ပေါင်းစည်းလို့ရပြီလားလို့မေးတဲ့အခါရှက်သွေးဖြာနေတဲ့လီဆာကချက်ချင်းသဘောတူလိုက်ပါတယ်ချမ်းကလီဆာကိုသူမရဲ့လူတွေကိုဆက်လက်ဦးဆောင်ခွင့်ပေးထားမှာဖြစ်ပြီးသူ့ရဲ့အမိန့်ကိုပဲနာခံဖို့ပြောပါတယ်အဲ့ဒီအချိန်မှာလီဆာကနောက်ဆုံးတောင်းဆိုချက်တစ်ခုလုပ်ပါတယ်အဲ့ဒါကတော့ချမ်းဟာသူမရဲ့အဖော်ဖြစ်ရမှာဖြစ်ပြီးဒါကိုတရားဝင်ဖြစ်အောင်အခမ်းအနားတစ်ခုလုပ်ရမယ်လို့ဆိုပါတယ်ဒါကိုကြားတော့ချမ်းကပျော်လွန်းလို့မျက်နှာတွေညီရဲလာပါတယ်သူ့စိတ်ကူးထဲမှာမင်္ဂလာပွဲသတို့သမီးခန်းသမီးလေးတယောက်ကိုအတူတူပြုစုပြောထောင်တာကနေအိုမင်းနဲ့အထိအတူနေကြမဲ့ပုံရိပ်တွေပေါ်လာပါတယ်ချမ်းရဲ့ထူးဆန်းတဲ့မျက်နှာအမူအရာကိုမြင်တော့လီဆာကဘာဖြစ်လို့လဲအဖော်ပြုတဲ့အခမ်းအနားကိုမလုပ်ချင်ဘူးလားလို့မေးပါတယ်ချမ်းကလှုပ်ချင်တာပေါ့လို့ပြောပြီးလီဆာကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပါတယ်နောက်ပိုင်းမှာစနစ်ကချမ်းရဲ့မျိုးနွယ်စုဟာတရားဝင်တည်ထောင်ပြီးပြီဖြစ်ကြောင်းအကြောင်းကြားလာပြီးနာမည်ပေးဖို့တောင်းဆိုပါတယ်ချမ်းကသူ့မျိုးနွယ်စုကိုနယူးဘီမျိုးနွယ်စုလို့နာမည်ပေးလိုက်ပါတယ်ဒါပေမဲ့လူဦးရေက46ယောက်ပဲရှိနေတာကိုကြည့်ပြီး4ယောက်ပဲရောက်သွားလဲလို့သူစဉ်းစားနေပါတယ်အဲ့ဒီအချိန်မှာပဲအုံတော်မျိုးနွယ်စုကမိန်းကလေးတွေတိုးလေးပြောနေတာကိုချမ်းကြားလိုက်ရပါတယ်အဆက်ကတော့ချမ်းရဲ့အပြုံးကိုငါတို့သဘောကျပါတယ်ဒါပေမဲ့သူလည်းပဲအရင်ကဘရင်မရဲ့အဖော်တွေလိုပဲဖြစ်တော့မှာပါပဲအခမ်းအနားမှာအပိုင်းအခုတ်ခံရပြီးစားပွဲတော်အဖြစ်အစားခံရတော့မှာတဲ့ဒါကိုကြားလိုက်ရတဲ့ချမ်းဟာကြောက်ရွံ့လို့တောင်တင်းသွားပါတယ်ဘရင်မကယောက်ျားတွေကိုစားတယ်ဟုတ်လားဆိုတဲ့အတိကသူ့ကိုကြောက်လန့်သွားစေပါတယ်အုံတော်မျိုးနွယ်စုမှာယောက်ျားပါလို့ဒီလောက်နင်းနေလဲဆိုတာသူအခုမှနားလေသွားပါတော့တယ်ရုတ်တရက်သူ့နောက်ကနေလူတယောက်ရောက်လာတာကြောင့်ငိုက်ကိုမတက်ပါနဲ့လို့သူအော်ဟစ်မိပါတယ်ကြည်လိုက်တော့မြောင်ဖြစ်နေပါတယ်သူမကချမ်းကိုဘာလို့ဒီလောက်ကြောက်နေတာလဲလို့မေးပါတယ်ချမ်းကငါလီဆာနဲ့အဖော်လုံးမဲ့ကိစ္စကိုပြန်စဉ်းစားရမယ်ထင်တယ်ငါကသူတို့သမီးရမယ်ထင်တာလီဆာကယောက်ျားကိုပြန်စားတဲ့ပုစင်းရင်ခွဲလိုမျိုးဖြစ်နေတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြားတော့မြောင်ကဝမ်းသာသွားပါတယ်နောက်တစ်နေ့မှာတော့ချမ်းကလီဆာနဲ့ဒီကိစ္စကိုပွင့်လင်းစကားပြောဖို့ဆုံးဖြတ်လိုက်ပါတယ်မြင်နားမှာလီဆာနဲ့တွေ့တဲ့အခါချမ်းကသူမရဲ့ဒဏ်ရာအခြေအနေကိုမေးပါတယ်လီဆာက2ရက်3ရက်အတွင်းပြန်ကောင်းလာမှာဖြစ်ကြောင်းပြောပြီးချမ်းကငါတို့ရဲ့ romance ကိုအခုကတည်းကဆက်ချင်တာလားလို့ပြောပြီးမေးလိုက်ပါတယ်ချမ်းကတော့ကြောက်လန့်နဲ့မဟုတ်ပါဘူးလို့ပဲဖြေလိုက်ပါတော့တယ်ပြ
ပြည်နှင်တန်ခံရပြီးကတည်းကသူ့ကိုဒီနာမည်နဲ့ဘယ်သူမှမခေါ်ခဲ့ကြပါဘူးဒါကိုကြားရတဲ့အခါချမ်းဟာပိုပြီးစိတ်မသက်မသာဖြစ်သွားပါတယ်ဒီမှာကတော့အမိန့်ကိုနာခံတာမှမဟုတ်ရင်ပြည်နှင်တန်အပေးခံရမယ်ပေါ့ဒါကိုအုံတော်မျိုးနွယ်စုလို့ခေါ်မဲ့အစားပုစင်းရင်ကွဲမျိုးနွယ်စုလို့ခေါ်ရင်ပုံမှန်မယ်လို့သူတွေးလိုက်မိပါတယ်ချမ်းကအရင်ကဘရင်မတွေမှာလည်းအဖော်တွေရှိခဲ့ဘူးလားသူတို့ဘာဖြစ်သွားကြလဲလို့မေးတဲ့အခါလီဆာကသူတို့အားလုံးအစားခံလိုက်ရတာပေါ့ဘရင်မကသူ့ရဲ့အဖော်တွေကိုစားသုံးခြင်းအပြင်ပို့ပြီးအင်အားကြီးမားလာမယ်ဆိုတာငါတို့မျိုးနွယ်စုရဲ့ရိုးရာပဲလို့ဖြေပါတယ်ဒါကိုကြားတော့ချမ်းကထပ်ပြီးကြောက်လန့်သွားပေမဲ့လီဆာကအဲ့ဒါကအရင်ဘရင်မရဲ့ရိုးရာပါငါကတော့အဲ့ဒီတလေးကိုဆက်လုပ်ဖို့အစီအစဉ်မရှိပါဘူးလို့ပြောလိုက်မှသူနင်းနေစိတ်အေးသွားပါတယ်ချမ်းကမင်းတကယ်ပဲဘသူ့ကိုမှမစားဘူးလားလို့မေးတော့လီဆာကငါကအခုမှဘရင်မဖြစ်တာလေဘယ်တော့မှလည်းအဖော်မရှိခဲ့ဘူးတော့အခွင့်အရေးကိုမရသေးတာလို့ပြောလိုက်ပါတယ်ချမ်းလည်းအမြန်ပဲနှုတ်ဆက်ပြီးအခမ်းအနားအတွက်ပြင်ဆင်ဖို့ပြန်လာခဲ့ပါတယ်လမ်းမှာသူကတကယ်လို့အစားခံရမယ့်အနေရမရှိဘူးဆိုရင်မြောင်နဲ့လေစကားပြောကြည့်တဲ့နယ်လို့တွေးနေတော့နောက်ကနေလီဆာကငါလူတွေကိုမစားဘူးဆိုပေမဲ့တယောက်ကငါအပေါ်မကောင်းကြံရင်တော့ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးဖို့ဝင်လေးမှာမဟုတ်ဘူးလို့လှမ်းအော်ပြောလိုက်ပါတယ်မစ်ရှင်ပြီးဆုံးဖို့ခုနှစ်ရက်ပဲကျန်တော့တာကြောင့်ချမ်းကအခြေအနေကိုစိတ်ချရအောင်အရင်ဆုံးတုံပန်းတွေကိုဖမ်းဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်သူကစတုံးဘုံကိုအလုပ်တွေစီစဉ်ထားဖို့မှာကြားပြီးသူကိုယ်တိုင်တောင်ဘက်ကမ်းခြေကိုထွက်လာခဲ့ပါတယ်အဲ့ဒီမှာချမ်းဟာထိတ်လန့်စရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်ဘက်ကလန်ဒန်တွေဟာလုံးဝပျက်စီးသွားကြပါပြီအလောင်းတွေကြားမှာဒိုဒိုညက်တွေကအေးအေးဆေးဆေးသွားလာနေတာကြောင့်လောလောဆယ်ဘေးအန္တရာယ်မရှိမှန်းသူသိလိုက်ပါတယ်အလောင်းတွေကိုစစ်ဆေးကြည့်တဲ့အခါသူတို့ရဲ့လက်သေးတွေကပုံမှန်ထက်ပိုရှည်ပြီးထက်မြက်နေတာကိုတွေ့ရပါတယ်ဒါဟာသူတို့အချင်းချင်းပြန်တိုက်ခိုက်ကြတာလားလို့သူတန်တရားဝင်နေတော့မှာပဲဆန်ကအပြေးလွှားရောက်လာပြီးဘက်ကလန်ဒန်တွေသူတို့ရဲ့စခန်းကိုလာရောက်တိုက်ခိုက်နေပြီဖြစ်ကြောင်းသတင်းပေးပါတယ်ချမ်းဟာစခန်းစီကိုအမြန်ဆုံးပြေးသွားပါတော့တယ်စခန်းမှာတော့စတုံးဘုံကအားလုံးကိုတိုက်ခိုက်ဖို့ပြင်ဆင်ခိုင်းနေပါတယ်ဘက်ကလန်ဒန်ကယူသွနေသူတွေဟာတစ်သားလန်တွေနဲ့ပြစ်ခတ်တာကိုလည်းဂယုမဆိုင်ပဲအတင်းတိုးဝင်လာကြပါတယ်စတုံးဘုံကဘသူကိုမှရေထဲဆွဲခေါ်မသွားစေနဲ့ရေထဲရောက်သွားရင်ငါတို့မှမျောလင်းချက်မရှိတော့ဘူးလို့တတိပေးနေပါတယ်အဲ့ဒီအချိန်မှာပဲဘရင်မလီဆာကသူမရဲ့စစ်ကူတွေနဲ့အတူရောက်လာပြီးကြောက်ခဲတွေနဲ့ဝိုင်းပစ်ကာတိုက်ခိုက်ပါတယ်လီဆာကဒါတွေကဘက်ကလန်ဒန်ရဲ့ရန်သူတွေလားသူတို့ဘလို့လို့ဒီကိုရောက်လာတာလဲလို့မေးပါတယ်စတုံးဘုံကလည်းသူဘာမှမသိကြောင်းသူတို့တွေရုတ်တရက်ရေထဲကထွက်လာပြီးယူသွတ်တလို့တိုက်ခိုက်နေကြတာဖြစ်ကြောင်းပြောပါတယ်လီဆာလည်းဘော်ရဲ့ဆဲဖော်နဲ့အတူဝင်ရောက်တိုက်ခိုက်ပါတယ်သူမကတိုက်ခိုက်သူတွေကိုစကားပြောဖို့စ조사ပေမဲ့ဘာတော့ပြန်မှုမှမရတာကြောင့်သူတို့မှတခုခုအမှားယွင်းဖြစ်နေပြီဆိုတာသိလိုက်ပါတယ်အေယာမယူသွတ်သူကြီးတယောက်ကလီဆာကိုနောက်ကနေတိုက်ခိုက်ဖို့စ조사ချိန်မှာချမ်းကအာကုံခုံအုပ်ပြီးတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကြီးကမလုံမရှက်ပဲခံနိုင်ရရှိနေတာကြောင့်ချမ်းအန်တသွားပါတယ်အဲ့ဒီအချိန်မှာပဲဟန်ကူနဲ့လန်ကူချီတို့ရောက်လာပြီးချမ်းကိုကာကွယ်ပေးပါတယ်ချမ်းကသူတို့ကိုတားရဲငယ်တွေကိုကင်တွယ်ဖို့မှာကြားပြီးလီဆာကိုလည်းလူတွေကိုကူညီပေးဖို့ပြောလိုက်ပါတယ်သူကိုယ်တိုင်ကတော့ရှေ့ကအေယာမတားရဲကြီးကိုတိုက်ခိုက်ဖို့အာယုံစိုက်လိုက်ပါတော့တယ်ချမ်းကငါရဲ့တိုက်ပွဲရက်လက်မထွက်မချင်းမင်းတို့အားလုံးကိုငါယုံကြည်တယ်လို့ပြောလိုက်ပါတယ်ချမ်းကယူသွနေတဲ့ဘက်ကလန်ဒန်အေယာမလူတန်ကြီးကိုသူတို့နဲ့ဘာမှမပတ်သက်ကြောင်းရှင်းပြပေမဲ့ထိုလူကြီးကနားမထောင်ပဲအတင်းဝင်တိုက်ပါတယ်ချမ်းကထိုလူရဲ့ပောက်ကွဲထွက်လာတဲ့အင်အားနဲ့အရှိန်အဝါကိုကြည့်ပြီးအန်တနေမိပါတယ်တာမန်လူထက်အဆက်ပေါင်းများစွာတာလွန်နေတဲ့ဒီလိုယူသွသူတွေကိုသူဘလို့ရင်ဆိုင်ရမလဲဆိုတာစိုးရိမ်နေမိပါတယ်သူ့ရဲ့လူတွေကပတ်ပတ်လည်မှာရှိနေတာကြောင့်ပုစင်ရဲ့ရှိုးဝက်စွမ်းရည်ကိုသုံးဖို့ကလည်းအနေရများနေပါတယ်အာယုံလွင့်သွားတဲ့ခဏမှာပဲထိုလူကြီးကချမ်းရဲ့လက်ကိုကိုက်ဖို့စ조사ပေမဲ့ကန်ကောင်းထောက်မစွာနဲ့နွားရိုင်းပရင်ဝိယုံကကာကွယ်ပေးလိုက်ပါတယ်ဒါပေမဲ့ဒေါသတက်ကြီးနဲ့နောက်တစ်ကြိမ်တိုက်ခိုက်မှုမှာတော့ဝိယုံဟာစုပ်ဖြဲခံလိုက်ရပါတယ်ချမ်းကဒီလူတွေဘာလို့ဒီလောက်မြန်လာရတာလဲလို့တွေးရင်ထိတ်လန့်သွားပါတယ်အဲ့ဒီနောက်ယူသွတ်သူကြီးကရုတ်တရက်တိုက်ခိုက်မှုရပ်တန့်ပြီးနောက်ဆုတ်သွားတာကိုချမ်းသတိပြုမိပါတယ်တေးသေးချာချာကြည့်လိုက်တဲ့အခါထိုလူကြီးဟာဝိယုံဘောကသွေးစွန်းနေတဲ့အစိတ်အပိုင်းကိုပဲစုပ်ဖြဲသူအားတာဖြစ်ပါတယ်ဒါကိုကြည့်ပြီးဘက်ကလန်ဒန်တွေဟာသွေးညှိနှံ့ကိုအခြေခံပြီးတိုက်ခိုက်နေတာမှန်ချမ်းရိပ်မိသွားပါတယ်ချမ်းကဒါကိုအခွင့်ကောင်းယူဖို့ဆုံးဖြတ်လိုက်ပြီးဆန်ကိုဝက်ချန်ထဲကဝက်ကလေး၃ကောင်ယူလာဖို့ခိုင်းပါတယ်ဆန်ကနှမျောတသက်ဖြစ်နေပေမဲ့ချမ်းကအရေးကြီးလို့အမြန်လုပ်ဖို့ခိုင်းပါတယ်ဝက်ကလေးတွေကိုမြစ်ထဲလွတ်လိုက်တဲ့အခါသူတို့ဟာရေထဲကိုပြေးဆင်းသွားကြပါတယ်အဲ့ဒီအချိန်မှာဟွန်ရှုကထိုဝက်ကလေးတွေကိုဒဏ်ရာရအောင်လှုပ်လိုက်ပါတယ်သွေးနဲ့ရတာနဲ့ဘက်ကလန်ဒန်ယူသွတ်သူအားလုံးဟာဝက်ကလေးတွေစီပြေးသွားပြီးအတင်းကြိုက်ခဲစားတောက်ကြပါတော့တယ်ချမ်းကသူ့လူတွေကိုလန့်ဖျားမှာထုံဆေးတွေလိမ့်ခိုင်းပြီးအသေးမတက်ပဲဖမ်းဤဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့ထူးဆန်းတာကဝက်ကလေးတွေကိုစားနေရင်းနဲ့ဘက်ကလန်ဒန်တွေဟာရုတ်တရက်တုံရင်လာပြီးမြေပြင်ပေါ်လဲကျသွားကြပါတယ်ချမ်းကဆန့်ကိုဝက်ကလေးတွေကိုအစိတ်ခတ်ထားတာလားလို့မေးပေမဲ့ဆန်ကညင်းဆိုပါတယ်ဒါဟာတခုခုတော့မားနေပြီဆိုတာချမ်းသိလိုက်ပါတယ်ခဏအကြာမှာတော့ဘက်ကလန်ဒန်တွေကိုတန်လောင်အိမ်တွေထဲမှာပိတ်လောင်ထားလိုက်ပါတယ်သူတို့တတိယလာတဲ့အခါမှာတော့အားလုံးကရေကိုအငမ်းမရတောင်းနေကြပါတယ်ချမ်းကဘက်ကလန်ဒန်ခေါင်းဆောင်ဟတ်တာစီသွားပြီးစစ်မေးပါတယ်ဟတ်တာက
ချမ်းတို့မျိုးနွယ်စုဟာကြောက်တုံးမျိုးနွယ်စုလို့ထင်နေတာပါအာအိုကသူတို့ဟာပေါ်ရေဆဲလို့ဖြစ်ကြောင်းရှင်းပြလိုက်တဲ့အခါဟတ်တာကအန်တသွားပါတယ်ဟတ်တာကသူ့ရဲ့မျိုးနွယ်စုဟာအေးအေးဆေးဆေးနေထိုင်နေတော့ကြောက်တုံးမျိုးနွယ်စုကရုတ်တရက်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသူသတိလစ်သွားပြီးနိုးလာတဲ့အခါဒီကိုရောက်နေတာဖြစ်ကြောင်းပြောပြပါတယ်ချမ်းကဟတ်တာတို့ရဲ့ရွာကိုရောက်ခဲ့ဘူးကြောင်းနဲ့အဲ့ဒီမှာဘယ်သူမှအသက်မရှင်တော့ကြောင်းပြောပြတဲ့အခါဟတ်တာဟာသူ့လူတွေကိုမကယ်နိုင်လို့ဝမ်းနေပလက်ဖြစ်သွားပါတယ်အဲ့ဒီအချိန်မှာဟတ်တာရဲ့ကိုဘော်ကနေတရက်6တစ်ခုကျလာပါတယ်ချမ်းကအဲ့ဒီအရွက်ကိုစနေနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါအဲ့ဒါဟာဆေး6တစ်မျိုးဖြစ်နေတာကိုတွေ့ရပါတယ်ဒါကိုတောက်သုံးရင်ဒါမှမဟုတ်ရှူရှိုက်ရင်နာကျင်မှုကိုလျော့ပါစေပြီးစိတ်အာရုံခြောက်ခြားမှုတွေကိုဖြစ်စေပါတယ်ဒါကြောင့်ဘက်ကလန်ဒန်တွေယူတုတ်ကုန်တာဟာကြောက်တုံးမျိုးနွယ်စုရဲ့လက်ချက်ဖြစ်နိုင်ကြောင်းချမ်းတန်တရဝင်လာပါတယ်စံပြောဘူးတဲ့ကြောက်တုံးမျိုးနွယ်စုခေါင်းဆောင်ဟာနတ်ဖျားစီကစွမ်းအားတွေရထားတယ်ဆိုတာဟာဒါကိုဆိုလိုတာဖြစ်နိုင်ပါတယ်ကြောက်တုံးမျိုးနွယ်စုကဘက်ကလန်ဒန်တွေကိုဒီဆေးတွေပေးပြချမ်းတို့ရဲ့ပိုင်နက်ထဲမှာတောင်းကျမ်းပြီးတေဖို့တမင်လွတ်လိုက်တာဖြစ်နိုင်ပါတယ်ဒါဟာပေါ်ရဲ့ဆဲကိုသူတို့ကရန်သူအဖြစ်သတ်မှတ်ပြီးချင်းချောက်မှုတစ်ခုအဖြစ်စောင့်ကြည့်နေပြီဆိုတာကိုဖော်ပြနေပါတယ်